ဒီမိန်းကလေးဟာအသက်တစ်လျှောက်လုံးတေးချင်းထက်တောင်ပိုဆိုးတဲ့ဘဝနဲ့နေထိုင်ရတဲ့လေယာစခန်းတစ်ခုမှာကြီးပြင်းလာခဲ့ပါတယ်။အဲ့ဒီနေရာမှာလူတွေကိုပင်လယ်နက်ပိုင်းနဲ့ဆင်းပြီးပလဲရှာဖွေဖို့လေ့ကျင့်ပေးကြပါတယ်။ဒါပေမဲ့ဒီလေ့ကျင့်ရေးဟာအလွန်အန္တရာယ်များပြီးလေ့ကျင့်နေစဉ်အတွင်းအသက်ဆုံးရှုံးသွားတဲ့ရေငုပ်သမားတွေလည်းမနှဲလာပါဘူး။ဒီမိန်းကလေးကတော့တနေ့နေ့မှာဒီမီရဲလိုနေရာကနေလွတ်မြောက်ဖို့အမြဲအိမ်မက်မက်နေခဲ့ပါတယ်။တနေ့မှာစခန်းကြီးကြပ်ရေးမှူးကကြေညာချက်တစ်ခုထုတ်ပြန်လိုက်ပါတယ်။ဘယ်သူမှမဆိုအန္တရာယ်ပြည့်နဲ့ကြော်ကြားတဲ့ဒုံဝံရေကန်ကနေပလဲတစ်လုံးယူဆောင်နိုင်ရင်ကြီးမားတဲ့ဆုလက်ကိုရရှိမယ်လို့ပြောလိုက်တာပါ။ဒုံဝံရေကန်ဟာတည်စေနိုင်တဲ့ရေတတဝါတွေပြည့်နေနေတဲ့ပင်လယ်ဒေသတစ်ခုဖြစ်ပြီးအရင်ကအဲ့ဒီနေရာကိုပလဲရှာဖို့သွားခဲ့သူတွေကတယောက်တောင်အသက်ရှင်ပြီးပြန်မလာနိုင်ခဲ့ကြပါဘူး။အန္တရာယ်တွေတည်နေကြပေမဲ့လွတ်လပ်မှုကိုလိုချင်တဲ့ရေငုပ်သမားချို့ကတော့ဒီစိန်ခေါ်မှုကိုလက်ခံလိုက်ကြပါတယ်။အဲ့ဒီထဲမှာမိန်းကလေးတွေလည်းပါဝင်ခဲ့ပြီးသူတို့အားလုံးလှေတစ်စင်းနဲ့ဒုံဝံရေကန်စီထွက်ခွာသွားကြပါတယ်။နေရာကိုရောက်တာနဲ့ရေငုပ်သမားတွေဟာရေထဲကိုခုန်ဆင်းလိုက်ကြတယ်။ပင်လယ်မျက်နှာပြင်ကငြိမ်သက်ပြီးအေးချမ်းနေပေမဲ့အောက်ခြေမှာတော့တေမင်းတမန်လိုအန္တရာယ်တွေပုံကွယ်နေခဲ့ပါတယ်။ရေငုပ်နေစဉ်တွန်ကအလွန်ကြီးမားတဲ့ခရုခွန်တစ်ခုကိုတွေ့ရှိသွားပြီးအတွင်းကပလဲကိုအောင်မြင်စွာယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့အခြားရေငုပ်သမားတွေကသူ့မနောက်ကနေတိုက်ခိုက်လာပြီးပလဲကိုလူယူဖို့ကြိုးစားကြပါတော့တယ်။ရေအောက်မှာအပြင်းထန်ရုန်းကန်တိုက်ခိုက်နေကြရင်ဒွန်ဟာအတိလစ်သွားခဲ့ပါတယ်။အခြားရေငုပ်သမားတွေကပလဲစီချင်းကပ်လာချိန်မှာပဲသူတို့ရှေ့မှာကြီးမားတဲ့ငါးမက်တစ်ကောင်တိုက်ရိုက်ဥတီလာနေတာကိုမြင်လိုက်ရပါတယ်။ကြောက်ရွံ့မှုကသူတို့ကိုချက်ချင်းဖုံးလွှမ်းသွားပြီးရေမျက်နှာပြင်ပေါ်ကိုအလျင်အမြန်တက်ကလှေပေါ်ကိုပြန်တက်ပြေးကြတော့ပါတယ်။